ကြက်အကောင်ပေါက်လေးတွေဘယ်ရောက်ဝယ်လဲတဲ့ဒီမေးခွန်းကကျွန်တော်တော်တော်များမေးကြတယ်ကြက်အကောင်ပေါက်လေးတွေဝယ်ချင်တော့ကိုနေတဲ့မြို့မှာဒီကြက်ပေါက်ကိုယ်စလဲပေးနေတဲ့ဆိုင်တွေရှိတာပေါ့နော်အဲ့ဒီမှာတစ်ချက်အရင်စုံစမ်းကြည့်ပေါ့အဲ့ဒါပိုတိကြတာပေါ့နောက်တစ်ခုကကြက်စမွေးမဲ့သူပါတဲ့ဘာတွေပြင်ဆင်တင်လဲတဲ့ကြက်စမွေးမဲ့သူဆိုရင်တော့ကျွန်တော်ကြက်ရည်ဘူးအကြီးအသေးကြက်စကွက်အကြီးအသေးအဲ့ဒါတွေဝယ်စုထားပါတော့ပြီးကြက်ရုံတွေဘာတွေစောက်ထားပေါ့ဒါတွေအရင်ဆုံးလောက်ရမှာပေါ့အဲ့ဒါတွေကြိုပြီးတော့ဝယ်ထားစုထားပေါ့နောက်ထပ်ကြိုတင်ပြင်ဆင်ရမှာတော့ကိုကြက်မွေးပြီးွားရင်ကိုဘယ်မှာရောင်းမလဲပေါ့နော်ကိုဈေးကွက်ရှိလားပေါ့ကိုဒိုင်မှာပဲပြန်သွင်းမလားဒါမှမဟုတ်ရင်ဒိုင်မှာမသွင်းချင်ကိုယ့်ကိုတခြားနေရာမှာရောင်းမလားအဲ့ဒါမျိုးကြီးလဲလေ့လာထားရတာပေါ့ဒိုင်မှာသွင်းမဲ့ဆိုရင်တော့ပေါက်ဈေးထက်နှိပ်တာပေါ့နော်ပေါက်ဈေးထက်ခွာပြီးတော့ဒိုင်တွေကကောက်တာပေါ့ကိုယ့်ကိုပြန်ရောင်းမဲ့ဆိုရင်တော့ဈေးပို့ရတာပေါ့ဒါပေမဲ့ကြတော့သူကရောင်းအားကောင်းမှာပေါ့အဓိကပြောရရင်တော့ဖြုံးအားကောင်းမှာပေါ့နော်ကိုက1000မွေးမဲ့ဆိုလို့ရှိရင်တစ်နေ့ကိုဘယ်နှရာလောက်ကိုရောင်းနိုင်မလဲပေါ့နော်တစ်နေ့ကို90 100လောက်ပဲကိုကရောင်းနိုင်မယ်ဆိုလို့ရှိရင်တော့အဆင်မပြေဘူးပေါ့ဒိုင်ကိုသွင်းမှပဲအဆင်ပြေမှာပေါ့ကိုကဥပမာကိုကအကောင့်1000မွေးထားတယ်တစ်နေ့ကို90 100လောက်ပဲရောင်းနိုင်မယ်ဆိုရင်100ပဲထားလိုက်ပါတော့ကို10ရက်လောက်ကြက်တစ်ခါထုတ်ဖို့အတွက်10ရက်လောက်အချိန်ယူရတာပေါ့ဈေးတော့ပိုရတာမှန်ပြီမဲ့အဆင်မပြေဘူးကျွန်တော်တို့ဒီအသားတိုးကြက်မှာကြတော့အလောက်အချိန်ယူပြီးကြက်ထုတ်ရင်အဆင်မပြေဘူးပေါ့နော်အဲ့ခါကျတော့ကျွန်တော်ဒိုင်ကိုသွင်းရတာပေါ့ကိုကအကောင်ဘယ်လောက်မွေးမလဲပေါ့နော်အဲ့ဒါတွေအရင်လေ့လာထားပေါ့ကိုဒိုင်ကိုသွင်းမှလားကိုရောင်းမှလားကိုဈေးကွက်ကဘယ်လိုလုပ်မလဲပေါ့ဒါတွေလည်းကြိုတင်ပြီးတော့ပြင်ဆင်ထားရမှာပေါ့နော်အဲ့ဒါတွေကလေ့လာထားရမှာအကယ်၍ဒိုင်ကိုသွင်းမဲ့ဆိုရင်လည်းဒီကြက်ဝယ်တဲ့ဒိုင်တွေ3-4ဦးလောက်ချိတ်ထားရမှာပေါ့နော်ကိုတအုပ်တည်းအလုံးလုံးလို့မရနိုင်ဘူးမရနိုင်ဆိုတာအကယ်၍ကိုကကြက်ထုံးမဲ့နေကြလို့ဆိုရင်တအုပ်တည်းချိတ်ထားမယ်ဆိုရင်အဲ့ဒိုင်ကဒီနေ့မလာနိုင်ဘူးနောက်ပတ်လောက်မှလာနိုင်မယ်ဆိုလို့ဆိုရင်ကိုကဒီမှာကြက်ကထုတ်တော့မယ်ဆိုရင်အဆင်မပြေဘူးပေါ့နော်အဲ့တော့ကိုကဒိုင်လဲ3-4ဦးလောက်ချိတ်ထားရတာပေါ့တအုပ်တည်းမချိတ်ထားနဲ့ပေါ့မချိတ်ထားသင့်ဘူးပေါ့နော်ကိုကကြက်စမွေးတော့ဆိုရင်ဒိုင်အနည်းဆုံး3-4ဦးလောက်တော့ချိတ်ထားသင့်တယ်အဲ့ဒါလေးလည်းအကြံပေးတာပေါ့နော်ဒါတီးတဲ့နဲ့ထင်လို့ပြောပြပေးတာ